ဆင်အုပ်ကြီးကဖြတ်ပြီးတော့သွားတဲ့လမ်းကြောင်းရှိတယ်အဲ့ဒီဆင်အုပ်ကြီးဖြတ်သွားတဲ့လမ်းကြောင်းမှာစာကလေးတစ်ကောင်အားမရှိတဲ့စာကလေးတစ်ကောင်အတိုက်ကလေးလှုပ်တာခြုံပေါ်မှာအတိုက်ကလေးလှုပ်တာတော့အဲ့ဒီအတိုက်ထဲမှာဥလေးနှလုံးဥထားမကြခင်မဲ့အဲ့ဒီဥလေးနှလုံးကလေးပြီးတော့စာပေါက်စာလေးကလေးလေးတွေပေါက်လာခုဒီနားမှာလည်းပဲရှိတာပဲတစ်ပင်ပေါ်မှာစာတိုက်ကလေးတွေအဲ့ဒါလို့အတိုက်ကလေးလှုပ်ပြီးတော့ဥလေးတွေဥထားပြီးအကောင်သေးသေးလေးတွေအဲ့တော့စာကလေးဆိုတာသူ့မှာဘာအင်အားမှမရှိရှာသူကလေးလေးတွေကိုသူကာကွယ်တယ်ဆိုတာမြည်တတ်ရုံပဲရှိတယ်ကြွေးခြင်းကြွေးမယ်အော်ရင်အော်မယ်ဒါတော့ပဲရှိတယ်သူကဘာမှခုခံကာကွယ်တယ်သူ့မှာပြောင်းလည်းမရှိဘူးဓာလည်းမရှိဘူးအဲ့ဒီလိုအခြေအနေမျိုးမှာဆင်အုပ်ကြီးကသူ့အတိုက်ရှိတဲ့ခြုံလမ်းကြီးကိုဖြတ်လာခဲ့ဆင်အုပ်ကြီးတက်လာတဲ့အခါမှာခေါင်းဆောင်ဆင်ကြီးရှေ့ကိုသူကသွားပြီးတော့အမှုရာနဲ့ဆင်ကြီးကိုပြောပြတယ်။ဘာပြောတော့ဆိုဝဏမိတံကုံစရတတိဟာယနာဆင်ဆိုတာအနှစ်60ရဲ့နောက်ပိုင်းမှာအင်အားကြီးရောကျသွားတယ်။ဆင်ရဲ့အင်အားဟာအနှစ်60အတွင်းမှာပဲရှိတယ်။အခုခေတ်ဆင်နေတော့ဘယ်လောက်ရှိတယ်တော့မသိဘူး။ဆင်သမားမေးမှရမှာ။စာထဲမှာတော့တတိဟာယနာဆိုတာဆင်းရဲ့အသက်60နောက်မှာရော့တယ်လူတွေလည်းပဲ60ဆိုရင်တော့ရော့သွားတာသိကြတယ်60ကျော်သွားလို့ရှိရင်သူဟာအင်အားတွေရော့သွားတယ်အာရိညကံယူထပတိယတတ်တိသူကဆင်အုပ်ကြီးကိုခေါင်းဆောင်ပြီးတော့လာတဲ့ဆင်မင်းကြီးအဲ့ဒီဆင်မင်းကြီးကိုသူကပက္ခေဟိတံပစ္စတိကံကရောမိအတောင်လေးနှစ်ဖက်ဖြန့်ပြီးတော့ဆင်မင်းကြီးကိုရှ िख ိုးပါတယ်မာမေဝတိပုဒ္ဒကေထုတ်လာအားမရှိတဲ့ကျွန်တော်မရဲ့သားကလေးတွေကိုမတတ်ပါနဲ့တခြားလမ်းကသွားပါဒီလမ်းကသွားရင်ဆင်ဆိုတဲ့အကောင်သွားရင်ဆင်သွားလမ်းဖြစ်လေခြုံကတက်နေသွားရင်ဒီကောင်လေးတွေအကုန်သေးကြမှာအဲ့ဒါကိုသူကလမ်းကနေကြွတင်ပြီးတော့တောင်းပန်အဲ့ဒါလို့တောင်းပန်လိုက်တဲ့အခါကျတော့အမတန်အကျဉ်းနာတရားရှိတယ်ညတာချင်းရှိတယ်အနိုင်မကျင့်တတ်တဲ့ဆင်ကြီးကဘာပြောတော့ဆိုရင်အေးစိတ်ချငါကာကွယ်ပေးမယ်ဆို